အားလုံးပဲမင်္ဂလာပါ ASEAN KD Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကကျွန်တော် live stream ကခဏရက်သွားတယ်ဗျာဒါပေမဲ့အဲ့ဒီမနေ့ကပွဲမှာကျွန်တော်ကို hacker လို့ပြောတဲ့သူနဲ့နောက်ပြီးတော့ဟိုနောက်ဆုံးဟိုမှာကနောက်ဆုံးတစ်ပွဲမှာကျွန်တော်38កောင်ရတယ်ဗျာအဲ့မှာ K40 ရဖို့ကိုတငယ်ချင်းတွေပေးပါဆိုကိုတငယ်ချင်းတွေပြီးတော့ပေးပါတယ်ဒါပေမဲ့ရတဲ့ K တွေကောက်သွားတယ်အဲ့တော့ကျေးဇူးတင်ပါတယ်လို့ဒီကနေပြီးတော့ကျေးဇူးအထူးတင်ပါတယ်လို့အဲ့တော့မှန်တီးတာနဲ့ရန်တီးတာနဲ့အားလုံးပေါင်းပြီးတော့ကျွန်တော်ပတ်ပြီးတော့တီးမယ်ပေါ့နော်ဒါကျွန်တော်မနေ့ကဆော့ထားတဲ့အမှ live stream ကအမှဆန့်ငင်နဲ့အမှ live stream ဆန့်ငင်ဆိုပြီးမှတီးလာဒီသူကတော်တီးတာပေါ့ကန်ကောင်းတာအဲ့ record လေးတွေကမပြတ်သွားဘူးပေါ့နော် record လေးကတော့အဆုံးထိပါလာ live stream လေးပဲရက်သွားတာအဲ့တော့ကျွန်တော်တကယ်ချင်းတို့မကြည့်ရတဲ့နောက်အပိုင်းကိုကျွန်တော်ထည့်ပြီးတော့အဲ့နောက်ဆုံးမှပြထားတယ်ဗျာကဲအဲ့တော့ကျွန်တော်ဒီမှာလိုက်ပြီးတော့ဖုတ်လိုက်တုတ်လိုက်ရင်းနဲ့ပဲ event ကိုတစ်ခါပြန်ရောက်သွားတယ် event မှာပြန်ပြီးတော့ပြန်ကျုံးမယ်အစားကနေပြန်ပြီးတော့ကျုံးမယ်အစားကနေပြန်ပြီးတော့ကျွန်တော်ဒီမှာဒီနှစ်ကောင်ကဘလုံနေရတယ်အဲ့မှာနှစ်ကောင်သားအဲ့မှာချင်းတွေ့နေတယ်လာပြီးတော့ကိုတော့လန့်သွားတယ်မှာဒီကောင်လေဒီဘွားစင်းစင်းချင်းပဲရော့စားရေခဲကြောင်းပြီးတော့အမှ6လောက်နဲ့နှင်းနေတဲ့သူတယောက်ကအဲ့မှာရက်နေရနဲ့ပဲအမှကိုကသွားပြီးတော့ lobby ကိုသွားခိုင်းလိုက်တယ်ပြီးတော့ကိုရှိမှမြင်းနေအဲ့လိုလာပြေးတော့ပြစ်ပြီးလေအဲ့မှာကိုရှိမှနောက်ပြီးတော့အမှချောင်းထိုင်းပြီးပြေးချင်တာအဲ့လိုပြေးချင်တာတွေကအဲ့မှာဒါကကိုလူကိုတတ်သွားတယ်ဆိုရတယ်ပြန်ပြီးတော့ glazer ချိတ်ပြီးမယ်အဲ့နှစ်ယောက်လုံးကိုပြန်ပြီးတော့ခြေပြီးလိုက်မယ်ဆိုရင်လည်းပဲအဲ့မှာဒီဘက်ကိုပြန်ရောက်သွားပြီဒီဘက်မှာလည်းအမှကိုလူတွေကအကုန်ရှော့သွားပြီးအကူရတယ်အဲ့မှာဒါကျန်တဲ့တယောက်ကလည်းအဲ့မှာလှုပ်လိုက်ရင်းနဲ့ပဲနောက်ထပ်တစ်ပွဲကိုထပ်ပြီးတော့ကျွန်တော်တို့ချိန်မယ်ဗျာကဲဒီမှာတော့စင်းစင်းချင်းမှာနှစ်ယောက်တွေ့တယ်ဟိုကောင်ဆိုမဆိုကြီးတွေကတေဝါမှာဆိုကြီးတွေကတေဝါတဲ့တယ်တိလားကိုပြစ်လိုက်တာကြီးကအားနဲ့ဒီမှာဟိုတယောက်ကအဲ့နှစ်ကောင်တေဝါတော့မဲ तू ကလာပြီးတော့သေးနေပြီဆိုပြီးလာတာပေါ့ဘယ်ရမလဲကွာဒီမှာနောက်ထပ်နှစ်ကောင်ထပ်ပြီးတော့မှအပခေါ်လိုက်မယ်ကဲပြီးလို့ရှိရင်အမှဒီဘက်မှာပြန်ပြီးတော့တေဝါပြီးတော့ပြန်ကြတာအနေဒါဘလောက်တည်းအောင်ချိန်နေဆုံးနေလဲဒါပေမဲ့မနေ့ကပွဲဒီမှာ enemy တော်တော်များများပါတယ်ကြာကျွန်တော်ပွဲတိုင်းလို့ enemy တွေပါနေတာနဲ့ဒါလေးကတော့ enemy မဟုတ်ဘူးเนาะဒါလေးကတော့ဘောရောင်အဲ့ enemy ထက်စားလို့ရှိရင်အဲ့ဘောရောင် enemy ရောင်နေအဲ့ဒါပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်တိလားကွင်းနဲ့သွားပြီးတော့ရန်သွားမစနဲ့ရန်သွားစလို့အမတခါတည်းကုန်းမယ်အဲ့တော့လောတဲ့ကိုမကုန်းခင်သူတို့အရင်ကောအမနော်တဲ့ကီကိုလည်းကောက်မယ်ဘာဖြစ်လဲဒီပွဲမှာကီကတော့ရှေ့ကောက်မယ်အမဒီပွဲမှာလည်းကီကများဒီပွဲက26လို့ဒီဘက်မှာ26ပေါင်တော့ရလိုက်တယ်ပေါ့เนาะဒီပွဲကအမကိုတော့ဒါ enemy တွေအဲ့မှာကိုဟက်ကာလို့ပြောတာသူတို့ပေါ့အဲ့မှာတခါကိုတက်ပြီးသွားပြီเนาะအခုဒီမှာအမထပ်ပြီးတော့ထပ်ဆင်းလာတယ်ထပ်ပြီးတော့တက်ပေးမယ်လာခဲ့ငါ့ကိုဟက်ကာတဲ့ဟာလာမင်းကိုပြမယ်ပြီးပြငါ့ကိုဟက်ကာလို့ပြောနေလာပြီးတော့ဟက်ကာတကယ်ပြောတာတကယ်ကျတော့ပြီးရင်အမနားထောင်ကြည့်သူတို့ပြောတာတကယ်ကြီးကြားမှာပေါ့ကျွန်တော်အတန်နဲ့ခုဒီမှာဆိုတကယ်ကြီးနားထောင်ကြည့်ကျွန်တော်ဒီနားလေးကိုကျွန်တော်အတန်မပြောဘဲနဲ့ကျွန်တော်ရက်ထားလိုက်မယ်နားထောင်ကြည့်ဟတ်ထားတယ်တူတယ်ပေါ့ဟတ်ထားနဲ့တူတယ်ဟာတကယ်ကျွန်တော်ရှိုးလိုက်တော့ဟာပြမယ်တကယ်ကျွန်တော်မြင်လားဟတ်ထားနဲ့တူတာကျွန်တော်ဖွင့်ထားတယ်မှာ live stream app ပဲရှိတယ်မာကြည့် live stream app ကလေးပဲရှိတယ်ဖွင့်ထားတာဆိုကျွန်တော်ဟတ်ထားနဲ့တူတယ်တဲ့ဘယ်လိုလုပ်ရမလဲအဲ့တော့ကဲအဲ့တော့တကယ်ချင်းတို့ကြားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဟက်ကာကြီးဆိုတော့ဘယ်လိုပြောအောင်လဲဘောတက်တဲ့ဟက်ကာပေါ့ဗျာသူတို့ဘောတက်တဲ့ကောက်ဒီမှာတွေ့လာဆဲနေဦးမှာအဲ့မှာထပ်တွေ့ပြန်ပြီအပြင်မှာလည်းထပ်တွေ့ဒီကောင်နေနဲ့ထပ်တွေ့ပြန်ပြီအဲ့နောက်ဆုံးကြက်တာလဲအဲ့ကောင်တွေအဖွဲပဲအဲ့မှာကြည့်အောင်မှာတယောက်ကဘုံနဲ့နော်သွားတယ်အဲ့မှာကျန်တဲ့ကောင်အဲ့မှာတကောင်မှဟိုကနေ rocket ကြီးနဲ့တက်လာတယ်အဲ့ကောင်အလှလေးပြစ်ပြမကြည့်အလှလေးပြစ်ပြမှာရောအဲ့မှာခုံလိုက်နှစ်စင်းခုံပြီးတော့မှ short go ချောကောအဲ့မှာဒါကတော့နောက်တစ်ပွဲရောက်သွားပြီဒါတော့အီရန်ကေပွဲလေးပေါ့နော်ကျွန်တော်ဒီပွဲမှာ38កောင်ရတယ်ဗျာကိုလူတွေကျွန်တော်ပြောတယ်ကိုလူတွေဟို KP ဆိုတာသူတို့အမှနောက်ဆုံးမှာကား2កောင်ကောက်တာနဲ့အဲ့မှာနောက်ဆုံးတစ်កောင်ကောက်သွားတာနဲ့အမှန်ကျွန်တော်အဲ့ဒါရလို့ရှိတယ်အဲ့3កောင်ရလိုက်လို့ရှိရင်ကျွန်တော် K40 ပြည့်တယ်ကျွန်တော်သူတို့ပြောတယ်တကယ်ချင်းတော့ကို KP တော့လို့ကိုပြောမပေးဘူးဗျာကဲထားပါသူတို့ပေးတဲ့ကီးတွေလည်းပေးပါတယ်ကဲအဲ့တော့ကိုလည်းကီး40မပြေသွားဘူးပေါ့ဗျာ38ကီးတော့ရလိုက်တယ်ဒါပေမဲ့မနေ့ကအဲ့ဒီမှာပဲဒီဟာလေးလှရနော်ဒီဟာလေးလှပြစ်သွားနော်အဲ့တော့ဟိုဘယ်လိုပြောရမလဲကိုဆောနာဖေတော့ရောက်သွားလဲမသိကို38ကီးပေါ့နော်38ကီးရလိုက်တယ်ဗျာ38ကီးနဲ့ပွဲရအဆုံးသက်သွားတယ် license ကအဲ့မှာကျွန်တော်ဆောနာဒီတကယ်ချင်းတို့ဒီနားအထိတော့တကယ်ချင်းတို့မရောက်လိုက်ဘူးပေါ့နော်ဘာလို့ဖြစ်လို့မြောက်လိုက်တော့ live stream ကအဲ့နားမှာရက်သွားတာဗျာဘယ်လိုပြောရမလဲဒီနားမဟုတ်သေးဘူးထင်တယ်ဒီနားထိကတကယ်ချင်းတို့ live stream ထဲမှာရှိနေသေးတယ်ပေါ့နော်က
ကဲအဲ့တော့ဘယ်နားလောက်မှရက်သွားလဲဆိုတော့ကျွန်တော်ဟိုးဘက်မှာပတဲသွားဆိုင်ပြီးတဲ့အချိန်မှာအမှဒီမှာကျွန်တော်ဒီဘက်ပြန်လာဒီမှာအဝေးက spray လှမ်းတော့အင်းကြီးကောင်းလိုက်တာကွာစိတ်ညစ်ဖို့ကဲအဲ့တော့အဝေးကနေမရတော့အနီးကနေသွားပြီးတော့ကျုံမယ်ဆိုတဲ့အချိန်မှာဟိုအဝေးကကောင်းမယ်ပြန်ပြီးတော့ထပ်ကျုံတော့ရတယ်တစ်ဖက်ထပ်ကျုံပါရှော့ငါစကားတွေတော့လိတ်ကုန်ပြီအဲ့မှာဗျာကျွန်တော်ကောင်းကိုပြစ်ချတာတေဝါမှတိတာနှစ်စီးလုံးအဲ့မှာတယောက်မှပြုတ်ပြတယောက်လေးတော့ပြုတ်ကြရင်နည်းနည်းတော်ပါသေးတယ်ဗျာတယောက်မှပြုတ်မကြကိုယ့်ရဲ့စကေးတွေကဘယ်လောက်တောင်စိတ်ညစ်ဖို့ကောင်းလဲဆိုရင်ပေါ့နော်ဒါပေမဲ့လည်းကောင်းပါလေအဲ့မှာနော့ထားတဲ့ကေးလေးကောက်ပလိုက်တယ်ရှုပ်လို့မှသူအဲ့ကောင်ကြီးကအမှန်ကိုပြစ်ထားပြီးသားတွေပဲဒါအမှန်တော့ကောက်တာတော့မဟုတ်ပါဘူးလေကောက်တာမဟုတ်ဆိုပေမဲ့လည်းကောက်တာပါကောက်တာပါပဲအဲ့တော့ကိုလူကင်မယ်ဆိုတဲ့အချိန်မှာမှနှစ်ကောင်တွေ့တယ်အဲ့မှာအဲ့နှစ်ကောင်ပါလုံနေရတယ်မသိဘူးအဲ့နှစ်ကောင်အရင်ဆုံးရှော့ပြီးတော့မှကိုလူကဲပြီးဒီဘက်မှာကတကောင်ပြန်တော့ပြီးတော့မှဟိုဘက်ကောင်တကယ်လို့ဒီညမှာမနေ့က live stream အဲ့နာမှာရက်သွားတာပေါ့နော်အခုဒီမှာကျွန်တော်32ကေရပြီးကျွန်တော်မှအဲ့အချိန်မှာကိုလူတွေကိုကျွန်တော်ပြောလိုက်တာလည်းပါဒီကောင်မြင်းနဲ့ကိုရှိမှမခန့်တာဟာလားအဲ့လိုမခန့်လို့ကတော့အဲ့မှာငါထည့်ပြီးမယ်ရော့အဲ့မှာရေခဲချောင်းအချောင်းလိုက်ကြီးထည့်မယ်မညာဝိုင်းလိုမျိုးကတော့အဲ့မှာနောက်တော့မှဟိုကောင်စားအဲ့မှာမင်းကလည်းကုန်းနေတယ်ကောက်တယ်အဲ့မှာအဲ့ဒီကောင်လေးပါမမအဲ့မှာတွေ့လာ3ကောင်လွတ်သွားဟိုနောက်မှာကားတဲ့ကောင်တွေကတကယ်ချင်းတော့မပြလိုက်ရအောင်ကဲထားပါကဲတကယ်ချင်းအားလုံးပဲအများကြီးချစ်တယ်ဗျာအဘလာဆက်လာကြည့်ပြီးတဲ့သူတွေတယောက်ချင်းချင်းချစ်သူများတင်ပါတယ်